ဂျိုဒါဝါစတာဘလက်ဒီနဲ့မျက်လုံးနဲ့ဂျိုးစကြီးပါလာတဲ့တင်မောကိုကြည့်နေပြီးတော့ခဏနေရောက်တော့မယ်လို့ပြောနေပါတယ်ချီလီဖက်ပါလက်စစ်ရှိတဲ့နေရာကိုပဲသွားလို့ရအောင်လို့ရေပင်ကြီးကိုကြော်ပြီးတော့တင်မောစီကိုရောက်အောင်တနည်းနည်းနဲ့သွားလိုက်မယ်လို့ဂျိုဒါဝါပြောနေပါတယ်ဂျိုထောက်ဆန်ကျွန်တော်မော်တော်ဘိုးကိုစီးကြည့်ပြီးဒီကောင်မရှိဘူးငါနဲ့အိုကူဝါစုပဲသွားမယ်ဂျိုစကင်းနဲ့ခိုရှီကဒီမှာနေခဲ့ချီလီဖက်ပါရဲ့စတန်ဥစာငါတို့တနေရာနေစောင့်ကြည့်နေတော့စတန်ဥစာလေရင်သေးလေးကိုတုံးပြီးတော့ချီလီဖက်ပါကိုတင်မောပေါ်ကိုပို့လိုက်နိုင်တယ်လို့ဂျိုဒါတို့ကတွေးလိုက်တာပါလေရင်ကိုချီလီဖက်ပါကိုယ်တိုင်ထိန်းမှဖြစ်ပြီးတော့ဘက်ထရီမကုန်မရှင်းသွားလို့ရအောင်လို့ပို့ပြီးတော့အနေနဲ့ကြီးပါတယ်ခိုရှီရဲ့စတန်ကမီတာ90ရှိရဲ့လေရင်တစ်စီးကိုတွေးရတယ်အဲ့ကောင်ကိုရှာပြီးတော့ကျုံးလိုက်အဲ့လိုနဲ့ဂျိုထောင်နဲ့အိုကူဝါစုကတင်မောနဲ့ထွက်သွားပြီးတော့ဂျိုစကင်းနဲ့ခိုရှီတို့ကစိတ်ကမ်းမှနေခဲ့ရပါတယ်မစ္စတာဂျိုစတာနောက်မိနစ်20နဲ့မော်ရီယိုစိတ်ကမ်းကိုရောက်မယ်ခင်ဗျဒါနဲ့ငါတို့ကောက်လေးမြင်မိသေးလားဟဲ့တို့ကောက်ကမစ္စတာဂျိုစတာရဲ့ရှေ့မှာလေအော်အေးဟုတ်သားပဲဂျိုစကီကတခါမှမတွေ့ဘူးရဲ့ဖေနဲ့တွေ့ရမှာတမျိုးကြီးဖြစ်နေမယ်အဖေရဲ့အသက်ကအန္တရာယ်ရှိနေရမို့လို့အစွမ်းကုန်ကာဝယ်ရမယ်လို့ပြောနေပါတယ်ဂျိုစကီနဲ့ကိုရီကစိတ်ကမ်းမှာကြံခဲ့ရမလို့လေနဲ့သွားမယ့်စီစဉ်ကိုဂျိုတာကိုရိမ့်မိသွားပဲဖြစ်ရမယ်လို့ပြောပြီးတော့ချီလီပပဂျိုစကီတို့ရှေ့မှာပေါ်လာပါတယ်ဒါပေမဲ့ချီလီပပနေမုံမဲနဲ့စတန်ဥစာဖြစ်တဲ့အခီရာအိုတိုအီရှိကိုယ်တိုင်မှာပါလာပါတယ်ဒီပဲလေးကဂီတာကြီးကိုသွားလေးကယူအားလေးရှိပြီးတော့တနေ့ကျရင်ကဘာကြီးကိုသူ့ရဲ့ဆောင်းရမ်းကျန်းတဲ့ဂီတစွမ်းရည်ချပါနိုင်မယ်လို့ယုံကြည်နေပါတယ်အိုတိုအီရှိကဂျိုစကီနဲ့ကိုရီတို့နှစ်ယောက်လုံးတန်းနိုင်မယ်လို့ယုံကြည်တာမို့လို့ပေါ်နေင်းထွက်လာပါဘူးကူကစီကိုတက်ခဲ့တယ်လို့မင်းတို့နှစ်ယောက်လုံးငါ့ရဲ့လက်တန်းလေးနဲ့ပဲတက်မယ်နေအောင်ခဏနေအောင်ငါတို့ရင်ဆုံးစီးမင်းနေချမှတ်ဖို့လိုတယ်။ဘာစီးမမလို့တို့အိုတိုရှိကပြောနေချိန်မှာဂျိုစကီကထိုးလဲတာမလို့အိုတိုရှိရဲ့လက်တန်းကဂျိုးချီသွားပါတယ်။လိုရင်လည်းပြီးရောလေ။မင်းကတက်မယ်။မင်းစကားကြီးကိုထက်ကပြောမနေနဲ့ယူရဲ့။အိုတိုရှိကဝေဒနာတွေကိုပြင်းထန်ခံစားနေရမလို့ဒီတော့တွေကိုဘယ်နေမှာဖောက်ခွဲရမလဲလို့တွေးလိုက်တဲ့အချိန်မှာဂျိုးနေတဲ့လက်တန်းကြီးကပြန်ကောင်းသွားပြီးတော့တန်စင်ဂျန်လန်ကြီးကိုအမှန်ကန်တီးချပလိုက်ပါတယ်။အိုတိုရှိကဒေါ်လာရဲ့ဆောင်းရမ်းထွက်နေပြီးတော့ဆောင်းရမ်းလန်းတဲ့တန်စင်တွေကိုတီးခတ်နေရမလို့နားတော့နေတဲ့ခိုးကြီးနဲ့ဂျိုစကီတို့ပါအံ့ဩကြပါ။ငါဆောင်းရမ်းကျန်းတဲ့ဒေါ်လာတွေကိုခြေခံပြီးတော့ဆောင်းရမ်းမိုက်တဲ့တန်စင်တွေဖန်တီးပလိုက်ပြီကွာ။ဂျိုစကီကခရီဂျီတိုင်းဝန်းနဲ့ထိုးလိုက်မယ်အိုတိုရှိကပျောက်သွားပြီးတော့ဂျိုစကီရဲ့နောက်ကိုရောက်သွားပါတယ်အိုတိုရှိကချီလီပပသွားသလိုသွားနေတာလို့ဂျိုစကီကဆင်းရနေတဲ့အချိန်မှာအိုတိုရှိကမရွေ့ဝင်နဲ့တကယ်ရွေ့ရတာဂျိုစကီလို့ခိုရှိကပြောရနေပါတယ်ချီလီပပဂျိုစကီကိုပင်လယ်ဘက်ကိုမျက်နှာမူနေအောင်180ဒီဂရီလှည့်လိုက်တာပါဘာမှလဲချီလီပပခိုရှိငါမမြင်ရဘူးပါဘယ်မရမှလဲချီလီပပအဲ့အောင်တည်းထွက်လာပြီးတော့ဂျိုစကီကိုလှည့်သွားတာဗျအဲ့ဒီမှာချီလီပပဂျိုစကီရဲ့နောက်ကနေပေါ်လာပြီးတော့အလစ်ထိုးလိုက်ရမလို့ဂျိုစကီကခံလိုက်ရပါတယ်ခိုရှိကချီလီပပနေရာပြောနေပြီးတော့ဂျိုစကီကလိုက်ထုံးနေမယ်ချီလီပပအရမ်းမြန်နေမလို့လုံးဝမထိပါဘူးမင်းလိုပေါက်နေလုံးနေမယ်ဆိုရင်ငါထွက်လာလို့ရတဲ့နေရာတွေကပို့ပြီးတော့များလာပေါ့ဂျိုစကီကဘယ်ပဲညာဘက်အရှိနောက်အမိုဘယ်ပဲအမိုညာမသိတော့ဗျာရှုပ်ကုန်ပြီကိုကြီးကပြောနေမယ်ချီလီပပအရမ်းမြန်နေမလို့ဂျိုစကီကပိုးစိုးပတ်ဆက်အပြင်းခံနေရပါချိန်နေပြားကြီးကြံသေးရပဲအေးစေးဂျိုစကီကခိုးကြီးကိုချီလီပပပေါ်လာမဲ့နေရာတွေကိုပြောသွားနေပြီးတော့ချီလီပပအရမ်းမြန်နေမလို့ခိုးကြီးလည်းပြောနိုင်တော့ပါပြောမှသာပြောစမ်းပါငါပါစဉ်းစားနေရလဲဆိုတော့မင်းသိပါတယ်ကိုကြီးကကျမ်းမြေကိုကြီးမိလိုက်တဲ့အချိန်မှာဂျိုစကီကကျမ်းမြေကိုမူနာရှင်နေရအောင်ပြန်လုပ်ထားအောင်လို့ကတ်တရတွေဖြစ်နေရပါအဲ့လိုနဲ့ချီလီပပပေါ်လာကနီးမှာကတ်တရစီကြီးကဖောင်းလာမလို့ခိုးကြီးကပြောလိုက်တဲ့အချိန်မှာဂျိုစကီကခရီဂျီတိုင်းဝန်းနဲ့ချီလီပပကိုထိုးမိလိုက်ပါတယ်ဂျိုထောက်ဆန်ကျွန်တော်ဟိုမှာတင်မောကိုမြင်နေရပြီဗျနောက်ကလင်းတန်းတွေကဘာတွေလေးကဂျိုစကီခွဲချီဂျိုစကီတို့ဘက်မှာလင်းနေတာဆူးနေပြီးတော့ချီလီပပမော်ယိုတစ်မျိုးလုံးမှာရှိတဲ့လက်စစ်တာအားတွေကိုတုံးဆွဲနေရမလို့စက်တွေကရက်သွားပြီးတော့ချီလီပပပါဝါတွေပိုးစိုးပတ်ဆက်ပြည့်သွားပါတယ်လင်းနေရရန်ဆူးနေရမလို့ဂျိုစကီတို့ကမျက်လုံးကာရရတဲ့အချိန်မှာချီလီပပရောက်လာပြီးတော့ဂျိုစကီကိုထိုးလိုက်ရမလို့ဂျိုစကီကလည်းခရီတိုင်းဝန်းနဲ့ထိုးလိုက်ရမယ်ချီလီပပအားရရများနေရမလို့ဂျိုစကီပဲထိုးကန်လိုက်ရပါတယ်အဲ့လိုနဲ့ဂျိုစကီကပစ္စည်းတဲ့ကားစီကိုလွန်သွားပြီးတော့ချီလီပပဂျိုစကီကိုဆုံးသက်တော့မှာပါချီလီပပဂျိုစကီကိုတက်တော့မဲ့ချိန်မှာဂျိုစကီကတာယာကိုပြန်ရေးလိုက်ပြီးတော့ရာဘာနဲ့လောက်တဲ့တာယာလက်မကူးနိုင်တာမလို့ချီလီပပတာယာထဲမှာပိတ်မိသွားပါတယ်တကယ်တော့ဂျိုစကီကဒီလိုလုပ်ဖို့အတွက်တမင်သက်ကားစီကိုလွန်တော့ထိုးကန်ခဲ့ရပါဂျိုစကီမင်းကငါစတန်ကိုရာဘာနဲ့ပိတ်ဖို့စူးစမ်းရပေါ့လေတပီကြာလောက်ထူရင်ထားလိုက်ပါအောင်ဒီလောက်ပါပါလေးကိုမြန်ကောင်းရောအဲ့လိုမလုပ်ခဲ့တာမှပိုကောင်းမယ်တာယာထဲမှာလေပြည့်ရှိနေရမလို့အားနဲ့ထိုးဝဲလိုက်တဲ့အချိန်မှာတာယာကြီးကလွန်သွားပြီးတော့ပင်လယ်ထဲကိုကြာသွားပါတယ်ပင်လယ်ကြီးကအကျယ်ကြီးပြည့်တဲ့ပြင်စားငံရည်တွေဖြစ်နေပြီးတော့စားငံရည်တွေကလက်ကူအောင်ကောင်းစေရမလို့ချီလီပပရဲ့လက်စစ်ခန္ဓာကိုယ်ကဘက်ကိုပြန့်နှံ့သွားပြီးတော့စားစီဖြစ်သွားပါတယ်အဲ့ဒါဆိုရင်ယူဇာသေသွားပြီလားအဲ့လိုနဲ့ခိုးကြီးကချီလီပပကိုနိုင်ဝင်လိုက်ပြီလို့ဂျိုရာတို့ပြောရလိုက်ပါတယ်ဒါဂျိုစကီရဲ့အဖေပေါ့အိုးဟိုနာကောင်လေးနာမည်ဘယ်လိုခေါ်လဲကွနေကြီးမူရာအိုခူယာစုပါခင်ဗျကျွန်တော်ကဂျိုစကီရဲ့အိမ်နီဂျင်စတန်ယူဇာပါဘာကြီးကျွန်တော်နာမည်အိုခူယာစုစတန်ယူဇာလို့အရှုံးသမားတို့လက်မခံရတဲ့အိုဆူမတ်စုစတန်ယူဇာအိုခူယာစုပါဆိုအော်စတန်ယူဇာအိုဆူမတ်စုဟုတ်ပြီဒါနဲ့ငါတို့ကောင်လေးတွေးမိသေးလားဒုက္ခကဂျီကြီးရဲ့လက်ထဲမှာလေးဗျာအော်အေးဟုတ်သားပဲဒုက္ခပဲဒီဘူးတော့အချင်းရောကောင်းရဲ့လားမစ္စတာဂျိုစတာရဲ့ထုတ်တွေလာတဲ့ရပါခင်ဗျဒါနဲ့အိုခူမတ်စုငါဂျိုစကီရှီမန်းတော်မသိပဲ16နှစ်လုံးပြစ်ထားခဲ့မိရဆိုတော့ဂျိုစကီကငါကြောင်းပါပြောသေးလေဘာမှမပြောပါဘူးယေးသင်္ဘောရောက်လာပြီကြည့်ပါအောင်ဂျိုစကီကတခါမှမတွေ့ဘူးရဲ့လူကိုမိဘတို့မခံစားရမယ်နဲ့ဂျိုးသက်ကြီးကအခုပဲပြန်ဝိုင်းကောင်းမယ်လို့တွေးနေပါတယ်ဒါကငါတို့နှစ်ယောက်လုံးအတွက်ကိုယ့်ရုပ်ကာယဖြစ်စီမယ်လို့ပဲထင်နေငါမိသိရင်လည်းဘာပြောလဲမသိဘူးမင်းရောဘယ်လိုထင်လဲကိုကြီးကထိတ်သလန့်ပြင်းနေပြီးတော့ကြီးလာချိန်မှာအိုတိုရှိရဲ့ body ကမရှိတော့ပါဘူးအိုတိုရှိကမသေးသေးပဲနဲ့ဂျိုးသက်ကြီးကိုတက်ဖို့အတွက်သင်္ဘောပေါ်ရောက်နေပါပြီပြဿနာတက်ပြီးပြရန်သူကသင်္ဘောပေါ်ရောက်နေပြီဟဲ
နေပေါင်းခမရဘာတူလဲဘာကြီးအမလေးအဲ့ဒါဘာတူကြီးလဲအောင်ပါမင်းကမင်းကောမေးရတယ်မင်းကဘဲကောလေမင်းရန်သူမလားခွေးမသားမင်းတော့သေးပြီဟာနေပေါင်းပဲကျွန်တော်ရန်သူเจ้าလာပြောပြရလူလေဒီကောင်မှရန်သူစစ်ဗျဟုတ်တယ် तू ပြောတာမှန်တယ်မဟုတ်ဘူးဒီကောင်ကမင်းရဲ့ယုံကြည်မှုကိုယူပြီးတော့နောက်မှတိုက်ခိုက်ပါအဲ့လိုလေဖြစ်နေတာလက်ခွားနဲ့ပါပဲငါထက်ရွှေရပြအောင်မယ်ဒီလိုချင်းနေတွေကိုမုန်းလိုက်တာအိုကွာစုကလွယ်လွယ်နဲ့လဲစားလို့ရမှာလို့အိုတိုကြီးကဂျူဆက်ကြီးကိုတက်ပြီးတော့ထွက်ပြေးရမယ်လို့ကြံစီနေပါတယ်ဟာဟိုမှာချီလီဖပါဘာကြီးချီလီဖေချုံဟုတ်လားဘာကြီးလဲအိုကွာစုကချီလီဖပါကိုတွေးလိုက်ပြီးတဲ့နောက်မှာပြင်းနဲ့စဉ်းစားနေပြီးတော့နောက်ဆုံးမှာအဖြေကိုရှာတွေ့ရပါတယ်ရန်သူကဘာတူလဲဆိုတော့ငါတီသွားပြီကွာမင်းပဲကွာခွေးမသားဟောဘာလို့ဖြစ်နေရလဲအဲ့ဒါဘာတူကြီးလဲမင်းကခွန်းလို့နေကြီးမှုတဲ့အခရစုနှခါလဲစားနိုင်မလို့ထင်းနေရတာမင်းဘယ်လိုသိသွားလဲဘာလဲမင်းကတကယ်သိချင်တာလားဟုတ်တယ်ဘယ်လိုသိသွားလဲဘလို့မှမသိဘူးတကယ်တော့ငါမင်းတို့နှစ်ကောင်လုံးပြင်းမှုစဉ်းစားရတာယူရဲ့အဲ့လိုနဲ့ကိစ္စတွေပြီးသွားတဲ့အချိန်မှာတော့ဂျိုစကေအဖေနဲ့တွေ့ရပါတော့မယ်ဂျိုဆက်ကြီးကတင်မောဘွားဆင်းလာတဲ့အချိန်မှာခိုးကြီးကိုတွေ့သွားမလို့ခိုးကြီးကိုသူ့သားလို့ထင်သွားပြီမယ်ခိုးကြီးကဂျိုစကေကိုလမ်းကြည့်လိုက်တာမို့လို့အရက်ရှိရှိဇမေကေဂျလိုင်းနဲ့ကောင်လေးကမှသူ့သားဆိုတာတီးသွားပါတယ်ဂျိုဆက်ကြီးကဂျိုစကေကြီးကိုလာမယ့်အချိန်မှာပဲခလုတ်တိုင်းပြီးသွားပြီးတော့လဲကြအောင်မလို့ဖြစ်သွားမလို့ဂျိုစကေကလည်းဂျိုဆက်ကြီးကိုလဲမကြပါအောင်ထိန်းပေးလိုက်ရပါတယ်တတိထားမှာပေါ့ဗျာပင်လယ်နဲ့ပြုတ်ကြပါအောင်မယ်ဒါမဲ့ဒိုးကောက်ကကျိုးသွားပြီအဲ့လိုဆိုရင်ရွေးစရာမရှိတော့ဘူးလို့ဂျိုစကေကပြောလိုက်ပြီးတော့ဂျိုဆက်ကြီးကိုအတူသွားဖို့အတွက်လက်ကမ်းပေးလိုက်ပါတယ်ဂျိုစကေကအခုမှတွေ့ဘူးရဲ့ဖေနဲ့လက်တွဲမှာရှက်နေမယ်ရှက်နဲ့ပဲဂျိုဆက်ကြီးကိုခေါ်ပြီးတော့သွားလိုက်ပါတယ်အဲ့ချိန်မှာအိုကူဝါစုကြီးကတင်မောပေါ်ကနေဆင်းလာပါဟာငါအကျဉ်ရပြီဒီတော့ကောက်ကြီးကို crazy time နဲ့ပြင်လို့ရတယ်ခင်ဗျာတော်တော်တုံးတာပဲဘာလို့လဲတချို့ຢာတွေကမပြင်မဲထားတာကောင်းပါလေဗျာဘာတွေပြောနေရလဲကွာခိုးရှိကအားလုံးပြီးသွားပြီဆိုတော့လေးနဲ့မြောက်သွားသိမ့်ဖို့ပဲကြံတော့ဘော်ရီယိုမျိုးရဲ့အိမ်လေးနဲ့မှာဘဲတပွေကရေချိုးနေပြီးတော့မိမလက်လေးကိုကောက်ဝင်နေတဲ့အချိန်မှာလက်ပြက်ကြီးဖြစ်နေပါတယ်အဲ့လိုနဲ့ episode 12ကတော့ဒီပါပြီးရပါတယ်ကျေးဇူးအားပေးတဲ့ကျေးဇူးပါဘရိုတွေနောက်တဲ့ episode မှာတော့မျိုးတဲကိုရှောက်သွားနေတဲ့သားပါးနှစ်ယောက်နဲ့လမ်းဘေးကနေကလေးတစ်ယောက်ကောက်ရတဲ့ဂျိုးဆက်ကြီးတို့ကိုတွေ့ရမှာပါ